အားလုံးပဲတေချာကြည့်ထားကြပါနော်ဒါကတော့အခုတလော online မှာအရန်ခစ်စားနေတဲ့အာလူချက်နီးအစမ်းလေးပါဆိုင်မှာဆိုတပွဲကို88ရွမ်1000ကျော်ပေးရပြီမဲ့အိမ်မှာလုပ်ရင်9000ကျော်ဖို့တော့မကုန်ပါဘူးချိုးချိုးချင်းချင်းနဲ့ကျွတ်ရော့နေတာမို့ဒီလိုလုပ်ကြွေးတိုင်းကျွန်တော်သား2ယောက်ဆိုပကံအောင်ပြောင်းအောင်စားကြတာပါဘယ်လိုလုပ်ရမလဲဆိုတာအတူတူကြည့်လိုက်ရအောင်ပထမဆုံးအာလူတွေကိုအခုနွားပြီးအတုံးလေးတွေတုံးလိုက်ပါအရွယ်အစားညီညာတဲ့4000တုံးလေးတွေရအောင်လှီးပေးရမယ်နော်ပြီးရင်တော့ရေနွေးဆူဆူထဲမှာစက္ကန့်20လောက်ခဏပြုတ်ပြီးပါဒါမှအာလူကမဲမသွားပဲကစီတက်ကပ်ဖို့ပို့လွှဲမှာပါပြီးရင်တော့ပြန်စေပြီးရေစစ်ကပကံလုံးနဲ့ထည့်လိုက်ပါအဲ့ဒီထဲကိုပြောင်းဖို့ကစီတက် corn starch နှစ်စွန်းထည့်ပြီးအာလူတုံးလေးတွေမှာအနှံ့ကပ်သွားအောင်နေပြီးပါဗီဒီယိုတွေကအတိုင်းတဒုံချင်းစီမှာအမှုန့်ကြီး6သွေးကတ်နေပြီဆိုရင်ရပါပြီစီကို6ပုံတပုံလောက်ပူလာပြီဆိုရင်အာလူတွေကိုကြော်ပါမယ်အစပိုင်းမှာအာလူတွေပုံစံခိုင်သွားအောင်ချက်ချင်းမမှွေပါနဲ့ခဏနေမှာစကားနေဖြီးဖြီးချင်းမှွေပြီးအပူရှင်အနှံ့ရစီပါတယ်ဒီဗီဒီယိုလေးကိုတွေ့ရတာကန်ကောင်းတာမှုလို့ကျွန်တော်ကိုအားပေးတဲ့အနေနဲ့ like လေးတစ်ချက်လောက်နှိပ်ပြီးပါဦးနော်ကြီးစုအများကြီးတင်ပါတယ်ရွှေအိုရောင်တန်းပြီးကြွလာတဲ့အထိ3မိနစ်ကနေ5မိနစ်လောက်ကြော်ပြီးပြီးစီစစ်ကဖေးထားလိုက်ပါအချင်းကြီးအတွက်ကတော့ခရမ်းချင်ဒီ sauce တစ်စုံပိန်းငပိအကြီး2စုံတခြား3စုံရှာလကာကြီး4စုံနဲ့ရေ5စုံတို့ကိုရောမှွေလိုက်ရင်အချိုချင်း sauce ရပါပြီဒီအိုးထဲမှာစီအနေငယ်ချန်ထားပြီးခုနက sauce ကိုလောင်းထည့်ကအမြုပ်လေးထလာတဲ့အထိတိတ်ပြီးပါပြီးရင်ကြိုထားတဲ့အာလူတွေကိုထည့်ပြီး sauce ဒီအနှံ့ကပ်သွားအောင်အမြန်လေးမှွေပေးရပါမယ်နောက်ဆုံးမှာတော့နှမ်းဖြူလေးတွေဖြူပြီးလိုက်ရင်ရပါပြီအပြင်ကကျွတ်ပြီးအထက်ကနူးအိနေတဲ့ချိုးချင်းအာလူကြော်လေးအစင်တင်ဖြစ်ပါပြီကလေးတွေဆိုတိုးဝေကြရတဲ့အထိအရန်ကောင်းတာမို့လို့အခုပဲတင်ထားပြီးမိသားစုအတွက်လှုပ်ကြွေးလိုက်ပါအောင်နော်